လာပါရှင်။ Channel ရဲ့ channel ကပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုကျမတို့စကားပြောနေကြတဲ့အချိန်မှာပဲကမ္ဘာမြေပြင်ကနေကီလိုမီတာပေါင်းတောင်းချီကွေးကွာတဲ့အာကာသဟင်းလင်းပြင်ထဲမှာလူသား၄ယောက်ကလကဘာစီကိုအရှိန်ပြင်းပြင်းနဲ့ခရီးနှင်နေကြပါပြီ။လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်1982ခုနှစ်ဒီဇင်ဘာလမှာအပိုလို17အာကာသယာဉ်မှူးတွေလပေါ်ကနေနောက်ဆုံးချိန်ထွက်ခွာလာပြီးကတည်းကလူသားတွေဟာလစီကိုခြေဖျားတာမချဖြစ်တော့ပါဘူး။ဒါပေမဲ့အခု2026ခုနှစ်ဧပြီလမှာတော့ NASA က Artemis လို့နာမည်ပေးထားတဲ့စီမံကိန်းနဲ့အတူအဲ့ဒီသမိုင်းသစ်ကိုပြန်စနေပြီလို့ဆိုရမှာပါ2022ခုနှစ်နောက်ပိုင်းကာလတွေမှာ Artemis 1ကိုလူမပါဘဲအောင်မြောင်စမ်းသပ်ပြန်တန်းနိုင်ခဲ့ပြီးအခုဒီ Artemis 2ကတော့လူသားတွေတကယ်လိုက်ပါသွားမယ့်ပထမဆုံးခရီးစဉ်ပါရှင်ဒီနေ့ကလွတ်တင်ပြီး9ရက်မြောက်နေ့ဖြစ်ပြီးတော့အာကာသယာဉ်မှူးတွေကလရဲ့အနာကိုချင်းကပ်ဖို့အရှိန်ယူနေတဲ့အချိန်ပဲဖြစ်ပါတယ်ဒီတစ်ခါရီမန်းချက်ကလဘော်ကိုခဏတဖြုတ်သွားလေုံတည်းမဟုတ်ပါဘူးလဘော်မှာလူသားတွေအမြဲတမ်းခြေကုပ်နေထိုင်နိုင်ဖို့လဘော်ကသယံဇာတတွေကိုအသုံးချဖို့နဲ့အနာဂတ်မှာအင်္ဂါဂြိုဟ် Mars အထိသွားနိုင်မယ့်နည်းပညာတွေကိုစမ်းသပ်ဖို့ပဲဖြစ်ပါတယ်ဒီခရီးစဉ်ကိုအောင်မြင်အောင်ပို့ဆောင်ပေးခဲ့တာကတော့ NASA ရဲ့အင်အားအကြီးဆုံး SLS Space Launch System ဒုံးပျံကြီးပါပဲအမြင့်322ပေရှိတဲ့ဒီအရာမဒုံးပျံကြီးက Apollo ခေတ်က Saturn V ထက်15ရာခိုင်နှုန်းပိုပြီးတော့အားကောင်းတယ်လို့ဆိုပါတယ်လွတ်တင်တဲ့အခိုက်အတန့်မှာအင်ဂျင်၄လုံးနဲ့ Solid Rocket Boosters နှစ်ခုကနေထုတ်ပြီးတဲ့တွန်းအားကတကယ်ကိုတုန်ခါသွားစီလောက်ပါတယ်။အဲ့ဒီဒုံးပျံကြီးရဲ့အပေါ်ဆုံးမှာတော့အာကာသယာဉ်မှူးတွေလိုက်ပါနေတဲ့ Orion ယာဉ်လေးပါရှိပါတယ်။ Orion ကကြည့်ရတာရှေးဟောင်းပုံစံဖြစ်ပေမဲ့အထဲမှာတော့ Kimi Glass Cockpit တွေ Digital ထိန်းချုပ်စနစ်တွေနဲ့အသက်ရှူစနစ်တွေအပြည့်အစုံကိုပါဝင်ပါတယ်ရှင်။အာကာသယာဉ်မှူး၄ယောက်အတွက်ကသေးစားလေးတစ်စီးစာလောက်ပဲနေရရှိပေမဲ့အထဲမှာအစားအသောက်ရေနဲ့အညစ်အကြေးစွန့်ပစ်စနစ်တွေအထိသေချာစီမံထားတာဖြစ်ပါတယ်။အကာအကွယ်အနေဖြင့်ကမ္ဘာလေထုထဲကိုအရှိန်ပြင်းပြင်းနဲ့ပြန်ဝင်တဲ့အခါတွေးကြုံရမယ့်အလွန်ပြင်းထန်တဲ့အပူဒဏ်ကိုခံနိုင်အောင်အထူးပြုလုပ်ထားတဲ့ Heat Shield အပူကအကာအကွယ်လေးပါရှိပါတယ်တဲ့ရှင်။အခုဧပြီလ9ရက်နေ့မှာတော့ Orion ယာဉ်ကကမ္ဘာပတ်လမ်းကနေထွက်ခွာပြီးလစီကိုဦးတည်တဲ့Trans-Lunar Injection လမ်းကြောင်းပေါ်မှာရှိနေပါပြီ။ဒီခီးစဉ်ရဲ့အလန်းဆုံးနည်းပညာတစ်ခုကတော့ Free Return Trajectory ပါ။ဒါကလရဲ့ dress ဆွဲအားကိုသုံးပြီးအကယ်၍ engine တွေချို့ယွင်းသွားရင်တော့ကမ္ဘာစီကိုအလိုလျောက်ပြန်ရောက်လာမဲ့ဘေးကင်းလုံခြုံရေးလမ်းကြောင်းလိုပဲဆိုရမှာပါ။အခုချိန်မှာအာကာသယာဉ်မှူးတွေက engine ကိုပိတ်ထားပြီးလစီကို dress ဆွဲအားနဲ့မျောပြီးသွားနေကြတာပါ။ဒါပေမဲ့ယာဉ်ပေါ်မှာပါတဲ့ဥရောပအာကာသ Agency ESA ရဲ့ Service Module ကနေသူတို့အတွက်လိုအပ်တဲ့အောက်ဆီဂျင်ရေနဲ့လျှက်စစ်ဓာတ်အားတွေကိုအဆက်မပြတ်ထောက်ပံ့ပေးနေပါတယ်။လကဘာကိုပတ်မဲ့သူတို့ရဲ့အစီအစဉ်ကတော့ဒီခီးစဉ်က10ရက်ကြာမြင့်မှာဖြစ်တဲ့ Florida ပြည်နယ်က Kennedy Space Center ကနေစပြီးတော့လွတ်တင်တာပါ။နံပါတ်1စတင်လွတ်တင်ခြင်းဒုံးပျံကြီးကအာကာသယာဉ်တွေကိုကမ္ဘာပတ်လမ်းထဲရောက်အောင်ပို့ဆောင်ပေးပါမယ်။နံပါတ်2လစီသို့ဦးတည်ခြင်းကမ္ဘာပတ်လမ်းထဲမှာစနစ်တွေအားလုံးကောင်းမွန်ကြောင်းစစ်ဆေးပြီးတာနဲ့လစီကို4ရက်ကြာခီးနေပါမယ်။နံပါတ်3လကိုပတ်ခြင်းဒီခီးစဉ်မှာလပေါ်ကိုစသက်မှာမဟုတ်ပါဘူး။လရဲ့တစ်ဖက်ချမ်းကမ္ဘာကနေဘယ်တော့မှမမြင်ရတဲ့အချမ်းကိုအမြင့်8000ကီလိုမီတာကနေပတ်ပြီးပြန်တန်းမှာပါ။အဲ့ဒီအချိန်မှာအာကာသယာဉ်မှူးတွေကကမ္ဘာကနေ3,900,000ကီလိုမီတာအကွာအဝေးကိုရောက်နေမှာဖြစ်ပြီးတော့ဒါကသမိုင်းတစ်လျှောက်လူသားတွေကမ္ဘာနဲ့အဝေးဆုံးရောက်ရှိရမှတ်တမ်းဖြစ်လာပါလိမ့်မယ်။နံပါတ်4အိမ်ပြန်ခီးလရဲ့ dress ဆွဲအားကိုသုံးပြီးတော့ slingshot လောက်ကကမ္ဘာစီပြန်လာပါမယ်။ကမ္ဘာလေထုထဲပြန်ဝင်တဲ့အခါရေပေါ်မှာကြောက်ခဲလေးတွေခုန်တယ်လို့မျိုး skip re-entry ပုံစံနဲ့အရှိန်လျှော့ပြီးတော့ဝင်ရောက်လာမှာပါ။နောက်ဆုံးမှာတော့လေထီးတွေပွင့်ပြီး Pacific သမုဒ္ဒရာတွေကိုဆင်းသက်မှာဖြစ်ပါတယ်။ဒီ Artemis 2အောင်မြင်သွားတာနဲ့လူသားတွေရဲ့နောက်ထပ်ပန်းနိုင်ကတော့2028ခုနှစ်မှာလပေါ်ကိုလူတွေအမှန်တကယ်ခြေချနေထိုင်နိုင်မဲ့ Artemis 4 ခီးစဉ်ဖြစ်လာပါလိမ့်မယ်။ဒါရင်မကပဲ2030ကျော်မှာတော့အင်္ဂါဂြိုဟ် Mars အထိသွားမဲ့ခီးစဉ်တွေဟာအိမ်မက်တွေဟာလည်းအကောင့်ထဲအခွင့်အလမ်းတွေပေါ်လာတော့မှာပါ။အခုလစီကိုဦးတည်နေတဲ့အာကာသယာဉ်မှူး၄ယောက်ဘေးကင်းပါစေကြောင်းကျမတို့အားလုံးဆုတောင်းပေးရမှာပါရှင်။ဒီသမိုင်းဝင်ခီးစဉ်ရဲ့အဆက်မပြတ်သတင်းတွေသိချင်ရင်တော့10 million channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။နောက်ထပ်စိတ်လှုပ်ရှားစရာအာကာသအကြောင်းတွေကိုထပ်တင်ပေးမှာမို့ပရိသတ်များအနေနဲ့စောင့်ကြည့်ပေးကြပါရှင်။